ကဲခါလို့ပိုက်ကျွန်တော်ချက်ပြပေးမယ်နော်ခါလို့ပိုက်ခါပိုက်တလို့မှကျွန်တော်ချက်ပြပေးမယ်ခါပိုက်တလို့မှ16ရက်6လ202517ကြီးတွေ့ပါနော်ဒီမှာ6လပဲ16ရက်2025ကြီးတွေ့ခါလို့ပိုက်နော်ခါပိုက်တလို့မှပဲကျွန်တော်ချက်ပြပေးမယ်နော်ခါပိုက်တလို့မှပဲနော်ခါပိုက်တလို့မှခါပိုက်တလို့ချက်ပြပေးမယ်โอเคခါပိုက်တလို့မှကျွန်တော်ချက်ပြပေးမယ်ဘယ်လိုလဲအောင်မြင်ခဲ့တဲ့ခါပိုက်တလို့မှကျွန်တော်ချက်ပြပေးလိုက်မယ်နော်ဒီမှာစီဒီမှာကတော့9ဒီမှာကတော့6ဒီမှာကတော့2ကဲချက်ပြပေးမယ်နော်ကဲခါပဲတို့ချက်ပြပေးမယ်နော်ဒီမှာကနေအဲ့ဒီစီမှာသုံးလို့ပေါ်ချေမှာစီးတယ်နော်သုံးလို့ပေါ်ချေမှာဆက်စီချောသုံးလို့ပေါ်ချေဆက်စီပါနော်ဒီမှာ9ချောသုံးလို့ပေါ်ချေဒီ9တာနော်ဒီမှာ6ချောသုံးလို့ပေါ်ချေစီနီစီသုံးလို့ပေါ်ချေဆက်စီနီသုံးညသုံးလို့ပေါ်ချေ9ချောသုံးနီသုံးလို့ပေါ်ချေ9 6ချောစီနဲ့သုံးနဲ့ပေါ်ဆက်တင်9ထက်မှသာလေသုံးလို့ပေါ်ချေဒီ6ပါဒီတစ်ခါကတော့2ချောသုံးလို့ပေါ်ချေ2ချောသုံးလို့ပေါ်ချေမှာ2ပြဖို့အတွက်ကိုထက်မှသာလေသုံးလို့ပေါ်ချေမှာ2ပါနော်စီချောသုံးလို့ပေါ်ချေဆက်စီ9ချော3ညသုံးလို့ပေါ်ချေ9 6ချောစီနဲ့သုံးနဲ့ပေါ်ဆက်တိနဲ့9နဲ့ပေါ်6ပါ2ချောဒီနှလုံးပေါ်ချေမှာသုံးစီပြီးသားမောကိုထဲမှသာလေသုံးလို့ပေါ်ချေမှာ2ပါနော်ဒီတစ်ခါကတော့ကိုခါပါနော်ကိုလက်ထဲပါပဲနော်အချက်တည်းယူတော့ပါဘိုင်ပါ